အားလုံးပဲမင်္ဂလာပါ Heavenly YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမဒီနေ့ဆော့ပြမယ့် flow လေးကတော့ Wave Commander နဲ့အထားတကျဘယ်လိုဆော့ရမလဲဆိုတဲ့ဟာလေးကိုဆော့ပြသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်နော်ဒီမှာဆိုရင်တော့ကိုကတ်ထဲက Study Crew ကိုယူလိုက်ပါတယ်ဘာလို့ဆို Douglas နဲ့ LB စနာကြီးမှာရှိရဲ့တစ်ချက်တန်နဲ့နှစ်ချက်တန်လေးကို3 star အမြန်ရှာချင်လို့ပဲဖြစ်ပါတယ်ညီမဒီပွဲမှာ face scale ကိုသုံးပြီးတော့ cloud ကို3 star အမြန်ရှာပြသွားမှာပဲဖြစ်ပါတယ်Wave Commander ကအားလုံးသိကြတဲ့အတိုင်းကိုသုံးလိုက်တဲ့ hero ရဲ့ role နဲ့ fashion synergy တူတဲ့ hero တွေကို short မှာပေးမှာပဲဖြစ်ပါတယ်ကဲ cloud 3 star ကို level 5ဒါမှမဟုတ်စနစ်နဲ့ face skin နဲ့ရှာလို့ရတယ်ဆိုတာလေးကိုစကြည့်လိုက်ရအောင်နော်ဒုတိယကိုကိုကတ်မှာဆိုရင်တော့ hero ရှာလွယ်အောင်ညီမက clone ကိုပဲယူလိုက်ပါတယ်ဒီနေရာမှာ LB စနာဂျီတို့ Douglas စနာဂျီတို့ပါရင်အဲ့စနာဂျီလေးတွေကိုတော့ဦးစားပေးယူပေးပါနော် capacity level ကိုတော့ upgrade လုပ်စရာလုံးဝမလိုပါဘူးနော် level 4 or 5မှာလိုအပ်နေတဲ့တစ်ချက်တန်နဲ့နှစ်ချက်တန်လေးတွေကို3 star ဖြစ်အောင်ရှာပေးရပါမယ်
ဒီတတိယကိုကတ်မှာဆိုရင်တော့ dark slash ဆန္ဒကြီးလေးပါလာလို့အဲ့လေးကိုယူလိုက်ပါတယ်လိုအပ်နေတဲ့တစ်ချက်တန်နဲ့နှစ်ချက်တန်လေးတွေလည်း3 star ပြည့်ပြီဆိုတော့ face kit သုံးလို့ရပြီရှင်။ဟေးတာကိုတော့2 star လောက်ဆိုရင်အဆင်ပြေပါတယ်။ဒီမှာဆိုရင်ညီမ hero pool ထဲမှာ cloud ဖောက်ချင်တယ်လည်းမကြည့်မိပဲသုံးလိုက်မိရဖြစ်တဲ့အတွက် cloud ကိုအပြည့်မရလိုက်ပါဘူး hero pool ထဲမှာကတခြားသူတွေလည်းဝယ်ထားတော့ cloud က2ကောင်ပဲကျန်တော့တဲ့အတွက်ညီမတတိယချိန် skill သုံးတဲ့ချိန်မှာ2ကောင်ပဲထည့်ရလိုက်ပါတယ်အဲ့ဒါကြောင့်ကိုက face skill သုံးလို့မယ်ဆိုရင် hero pool ကိုကြည့်သင့်ပါတယ်နော်
တကယ်ဆိုရင်ဒီ flow လေးက level 5 or 6မှာ cloud 3 star ရနိုင်လဲ flow လေးပါရှင် hero pool ထဲမှာ cloud ကကိုလိုချင်တော့မကြံတော့ရင်ဝယ်ထားတဲ့6 player ထွက်သွားမှာပဲဖြစ်ဖြစ်သူတို့ပြန်ရောက်လိုက်တဲ့အချိန်မှာဖြစ်ဖြစ် face key ကိုသုံးပြီးတော့ cloud ကိုရှားမှာပဲဖြစ်ပါတယ်ကဲညီမဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူကြောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြရအောင်နော်